ဒီနေ့အတွက် collective message လေးကိုပြောပြပေးချင်ပါတယ်။အခုပေါ့နော်ကို့အနေနဲ့အခုလက်ရှိလက်တလောမှာပေါ့ကိုက romance ပေါ့နော်ဒီ romantic love life ကိုယ့်ရဲ့အခြေရေးမြတ်တာရေးအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့ကို့အနေနဲ့နာကျင်ခံစားနေရတာတွေဝမ်းနေတာတွေဒီပေါ့နော် pain တွေဖြစ်နေမယ်ဆိုလို့ရှိရင်ဒါတွေကကိုကဒီထက်ပိုကောင်းတဲ့နေရာတစ်ခုကိုတက်လှမ်းမှာဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုးအခြေအနေအကြောင်းအရာတွေဒီလိုဖြစ်ပျက်တွေကိုမဖြစ်မနေကြော်ဖြတ်ရမှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ကို့အနေနဲ့ပေါ့နော်ဒီလိုနာကျင်နေတဲ့အချိန်တွေမှာကို့အနေနဲ့ကိုထင်ထားတာထက်ကိုထင်ထားတာထက်ကိုပေါ့နော်ကိုကဒီထက်ပိုပြီးတော့တန်ပါတယ်အဲ့ဒါကိုမမေ့လိုက်နဲ့ပေါ့နော်ပြီးတော့ဘာကိုမှလည်းဆက်ပြီးတော့မစိုးရိမ်ပါနဲ့စိုးရိမ်မှုတွေကိုလွှတ်ချလိုက်ပါလို့ angels လေးတွေက message ပေးနေပါတယ်ပေါ့နော်ပြီးတော့ကို့အနေနဲ့ဒါကပိုပြီးကောင်းမွန်တဲ့နေရာတစ်ခုကိုကသွားနေပြီဖြစ်တဲ့အတွက်ကြောင့်ဆက်ပြီးတော့ရှောက်လန်းမှာကို့အတွက်ကိုပေါ့နော်ကိုရက်တီပါဆက်ပြီးတော့ရှောက်လန်းမှာဆိုပြီးတော့ message ရပါတယ်ဒီလိုသွားနေတဲ့လမ်းတစ်လျှောက်မှာလည်းကို့အနေနဲ့ angels တွေစီကနေကိုကအကူအညီတွေတောင်းခံတာကို့အနေနဲ့ guidance တွေ message တွေတောင်းခံတာကိုလည်းလုပ်လို့ရတယ်လို့ပြောထားပါတယ်ဒါကတော့ဒီနေ့အတွက် collective message လေးဖြစ်ပါတယ်ကိုနဲ့ energy ကိုက်ညီတယ်ဆိုလို့ရှိရင်ဒီ channel ဒီ page လေးကို like follow subscribe လုပ်ခဲ့ပေးပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်